ဖို့အတွက်ဖိတ်ခေါ်ပေးတဲ့ DZCF Fellowship Church ကလူကြီးမိဘတွေရောလူငယ်ညီကောင်မအားလုံးလည်းကျေးဇူးများတင်ပါတယ်လို့စုစုနဲ့အရာထပ်သိမ်းဆွေးခြင်းလေးနဲ့ပြန်ရှင်းကိုချီးမွမ်းချင်ပါတယ်။ဆက်ပြီးပါ